လာမယ့်6လပိုင်းအတွင်းမြန်မာလက်ရွေးစင်အသင်းများရဲ့ပွဲစဉ်များမြန်မာဘောလုံးရှင်ပြည်သက်များအားလုံးပဲမင်္ဂလာပါခင်ဗျ။ Bami Sport News Facebook YouTube နဲ့ TikTok Channel ကနေပြီးကြိုဆိုလိုက်ပါရခင်ဗျ။မြန်မာဘောလုံးပြည်သက်တွေအတွက်လာမယ့်6လပိုင်းအတွင်းမှာမြန်မာလက်ရွေးစင်အသင်းများရဲ့ပြိုင်ပွဲ3ခုအထိရှိနေပါတယ်။ပြီးခဲ့တဲ့4လပိုင်းနဲ့5လပိုင်းအတွင်းကစားခဲ့တဲ့မြန်မာအသင်းများရဲ့ရလဒ်တွေမကောင်းခဲ့တာကြောင့်ပြည်သက်တွေစိတ်ပြက်နေခဲ့ရတာဖြစ်ပါတယ်။မြန်မာယူဆက်ခွန်မျိုးသားအသင်းဟာအာဆီယံယူဆက်ခွန်ပြိုင်ပွဲမှာရောအာရှယူဆက်ခွန်ပြိုင်ပွဲမှာပါအုပ်စုပြုတ်ပြီးလှည့်ပြန်ခဲ့ရတယ်လို့မြန်မာယူဆက်ခွန်မျိုးသမီးအသင်းကလည်းယူဆက်ခွန်မျိုးသမီးအာရှဖလားမှာပွဲတိုင်းရှုံးပြီးတော့အုပ်စုအဆင့်ကနေလှည့်ပြန်ခဲ့ရတာဖြစ်ပါတယ်။အာရှယူဆက်ခွန်အမျိုးသားပြိုင်ပွဲရောအမျိုးသမီးပြိုင်ပွဲတွေဟာအုပ်စုတက်ရင်ယူဆက်ခွန်ကမ္ဘာဖလားဝင်ခွင့်ရမှာဖြစ်ပေမဲ့မြန်မာယူဆက်ခွန်အမျိုးသားအမျိုးသမီးအသင်းတွေဟာအုပ်စုအဆင့်ကနေလှည့်ပြန်လာရတာကြောင့်မြန်မာဘောလုံးပြည်သက်တွေစိတ်ပြတ်ခဲ့ရတာလည်းဖြစ်ပါတယ်။ယခုလာမယ့်6လပိုင်းမှာလည်းမြန်မာလက်ရေးစင်အမျိုးသားအမျိုးသမီးဖိတ်ခေါ်ဗလားပွဲနဲ့အာဆီယံယူဆက်ကိုအမျိုးသားပြိုင်ပွဲဝင်ရမယ်မြန်မာယူဆက်ကိုအမျိုးသားအသင်းရဲ့ပွဲစဉ်တွေလည်းရှိနေတာဖြစ်ပါတယ်။ပထမဆုံးအပိတ်ကြည့်ရှုရမယ့်ပြိုင်ပွဲကတော့မြန်မာယူဆက်ကိုအသင်းရဲ့ပြိုင်ပွဲဖြစ်ပါတယ်။မြန်မာယူဆက်ကိုအသင်းဟာအာဆီယံယူဆက်ကိုပြိုင်ပွဲမှာအုပ်စု A မှာအင်ရှင်အင်ဒိုနီးရှားဗီယက်နမ်တီမောအသင်းတို့နဲ့ကြားရောက်နေတာဖြစ်ပြီးတော့6လပိုင်း1ရက်နေ့ည9နာရီခွဲမှာအင်ရှင်အင်ဒိုနီးရှားအသင်း4ရက်နေ့နေ့လယ်3နာရီခွဲမှာဗီယက်နမ်အသင်း9ရက်နေ့ည9နာရီခွဲမှာတီမောအသင်းတို့နဲ့ရှင်ပြိုင်ကစားသွားရမှာဖြစ်ပြီးတော့အုပ်စုပထမနဲ့အကောင်းဆုံးအုပ်စုဒုတိယတသင်းကသာနောက်တစ်ဆင့်ကိုတက်ရောက်ရမှာဖြစ်ပါတယ်။နောက်ထပ်ပြိုင်ပွဲတစ်ပွဲကတော့မြန်မာလက်ရေးစင်အမျိုးသမီးအသင်းကြီးရဲ့3နိုင်ငံဖိတ်ခေါ်ဖလား A1A Band Tri Nation Cup ပြိုင်ပွဲပဲဖြစ်ပါတယ်။ ARD ဘန်ကပံမှုကူညီပြီးကျင်းပမှာဖြစ်ပြီးတော့မြန်မာထိုင်းဥဇဘကစ္စတန်အမျိုးသမီးအသင်းတို့ရှင်ပြိုင်ကစားကြမှာဖြစ်ပါတယ်။ပွဲစဉ်ချိန်တွေကတော့6လပိုင်း3ရက်နေ့မှာမြန်မာအသင်းနဲ့ဥဇဘကစ္စတန်အသင်း6လပိုင်း6ရက်နေ့မှာထိုင်းအသင်းနဲ့ဥဇဘကစ္စတန်အသင်း6လပိုင်း9ရက်နေ့မှာတော့မြန်မာအသင်းနဲ့ထိုင်းအသင်းတို့အသီးသီးရှင်ပြိုင်ကစားသွားရမှာဖြစ်ကြောင်းသိရပါတယ်။နောက်ထပ်တစ်ပွဲကတော့မြန်မာလက်ရေးစင်အမျိုးသားအသင်းရဲ့ဖိလစ်ပိုင်ဖိတ်ခေါ်ဖလားပွဲစဉ်များပဲဖြစ်ပါတယ်။ဒီပြိုင်ပွဲကိုဖိလစ်ပိုင်နိုင်ငံကအင်ရှင်ဖြစ်ကျင်းပမှာဖြစ်ပြီးတော့လက်ရှိမှာတော့မြန်မာဖိလစ်ပိုင်အသင်းနဲ့ဂွမ်အသင်းတို့ပါဝင်မှာဖြစ်တယ်လို့သိရပြီးတော့ဒါမယ့်6လပိုင်း3ရက်နေ့မှာစတင်ကျင်းပမယ်လို့သိရပါတယ်။မြန်မာအသင်းအနေနဲ့ကတော့ရှင်ပြိုင်ရသဘောတူညီထားပြီးဖြစ်ကဂွမ်အသင်းနဲ့ညှိနှိုင်းနေဆဲဖြစ်ပြီးတော့အစင်မပြေပါကရှားတဲ့တင်းကိုပြောင်းလဲဖိတ်ခေါ်သွားမယ်လို့လည်းသိရပါတယ်။2014ဖိလစ်ပိုင်ငင်းချမ်းရေးဖိတ်ခေါ်ဖလားမှာတော့မြန်မာလက်ရေးစင်အသင်းကချန်ပီယံဆုရယူထားဘူးတာပဲဖြစ်ပါတယ်ခင်ဗျာ။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။